Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ငို့မိသားစုပေါ့နော်အိမ်နဲ့နီးနီးနားနားမှာရှိတဲ့ကစားကွင်းလေးကိုသွားတဲ့ vlog လေးကိုရိုက်ထားတာဖြစ်ပါတယ်အခုငို့ဒီဂျပန်မှာနေရသည်ဆိုတော့အရန်ပူပါပေါ့နော်ဒါပေမဲ့ဒီနေ့ရာသီဥတုလေးကနည်းနည်းလေးပေါ့အရန်ပူနေပေမဲ့လည်းနည်းနည်းလေးတိမ်ထူပြီးတော့မှအုံမိုင်လေးဖြစ်နေတော့ခိုင်းထက်စားလို့ရှိရင်တော့နည်းနည်းလေးမဆူစလောက်အပူချိန်လေးလျော့တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အခုလိုအောက်တိုးသွားတဲ့အချိန်မှာအရင်ပူလောင်ပြီးတော့မှအိုက်ဆက်နေရမျိုးတော့မဖြစ်ပေမဲ့တခုတော့မဖြစ်လေဆိုတော့ဟိုဓာတ်ပုံလေးရိုက်တဲ့အချိန်မှာဘလို့မှကိုအစင်မပြေဘူးပေါ့နော်မှောင်ပြီးတော့လုံးဝဟိုလေအလင်းအောင်အမှားပြီးအုံဆိုင်ပြီးတော့အဲ့လိုမျိုးဟိုဓာတ်ပုံရရတာလုံးဝအစင်မပြေပါဘူးဒီနေ့ရာသီဥတုရဲ့ရောင်အောင်ပေါ့နော်အခုဗီဒီယိုထဲမှာဆိုလဲဒါမြင်တဲ့အတိုင်းပဲပေါ့နော်ဒါပါ filter မှမထည့်ထားတဲ့ဒီ original video နဲ့ပဲရိုက်ထားတာဆိုတော့လေဒါပေမဲ့ဗီဒီယိုကဒါနည်းနည်းလေးတော်သေးရဲ့လို့ပြောရမယ်ဟိုဒါတော့မှမလှအောင်ပေါ့နော်6ကက်ကက်ကြီးဖြစ်နေကာလာမဆိုးဒါပေမဲ့ဓာတ်ပုံကတော့တော်ဆူရပေါ့နော်ဓာတ်ပုံကတော့ဘလို့မအောင်ရိုက်လို့မရဘူးအဲ့တော့ဓာတ်ပုံရိုက်တာကတော့အဆင်မပြေပါဘူးဒါပေမဲ့သွားလို့လာလို့တော့အရင်မပူမအိုက်တဲ့အတွက်အရင်ပေါ့နော်ပုံမှန်နေ့တွေလောက်ပေါ့မပူမအိုက်ဘူးဆိုတာလုံးဝမပူလို့ပြောမှာမဟုတ်ပုံမှန်နေ့တွေလောက်ပူတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတက်တာတယ်ပေါ့နော်ဆိုတော့ငို့ကတော့ဒီအမေဖေးညာရောကင်မရာထောင်ပြီးတော့ရှောက်ပြီးတော့ရိုက်ချင်ရတယ်ရိုက်တာဆိုတော့ကင်မရာထဲမပါချင်တဲ့လူတွေကိုကြတော့သူတို့ရဲ့ privacy ရပါကွယ်ငို့ကမျက်နှာလေးအုပ်ပေးထားပါတယ်ရှင်ငို့တို့သားမိ3ယောက်ကတော့ရိုက်ချင်စိမ့်နေဆိုတော့ဖေးညာရောက်ရိုက်တယ်ပေါ့今天是没别有多晒的。မမဖေးဆိုလို့ရှိရင်လည်းကင်မရာထောင်ထားပြီဆိုလို့ရှိရင်ကင်မရာရှိမှာပေါ့နော်ပတ်ရှာပြီးတော့သူကပါကျင်တာအရန်အောင်လိုမျိုးပျော်နေရပါတော့အိမ်နဲ့ကြီးကတော့ပါမှရှက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye